ဒီနေ့တော့ကျွန်တော်ရဲ့လှချင်လုံးနဲ့မမတယောက်ရဲ့မိကုန်းကိုဖြည့်ပေးခြင်းတယ်ဗျအဲ့တော့သူကနေပြီးတော့ပြောတယ်ဆရာတဲ့ collagen တောက်တယ်ဆိုခဲ့ရင်အသားရည်ကြည်လင်လှပတယ်ဆိုတာဒါသူသိထားတယ်ပေါ့ဗျာအဲ့တော့ collagen သူသုံးချင်တယ်ပေါ့နော်အဲ့တော့ဗျာ collagen ပါတဲ့ဆေးတွေပေါ့ဒါတွေလည်းတောက်တာအပြင်ကို collagen ကျွဲဝတဲ့အစားအစာတွေကဘာတွေလဲဆိုခဲ့ပြီးတော့ဒါမေးထားတယ်ပေါ့ဗျာအဲ့တော့ကျွန်တော်ဒီနေ့ဒီ collagen ကျွဲဝတဲ့အစားအစာတွေအကြောင်းကိုပြောပြမယ်ဗျအဲ့တော့ collagen တို့ပြောမယ်ဆိုခဲ့ရင်ကျွန်တော်အနေနဲ့အုပ်စုနှစ်စုခွဲပြီးတော့ပြောချင်တယ်နံပါတ်1ကတော့ collagen ပေါ်ကျွဲဝတဲ့အစားအစာတွေဗျသူကိုနိုင်ကိုက collagen ပါဝင်တယ်ဆိုတဲ့အစားအစာအုပ်စုကတစုနောက်တစ်ခုကကြတော့ဒီခန္ဓာကိုယ်ကနေပြီးတော့ collagen production ပေါ့ဗျာ collagen ထုတ်လုပ်မှုတွေကိုအားပေးတယ်ဆိုတဲ့အုပ်စုကတစုပေါ့ဗျာဒီအုပ်စုနှစ်စုခွဲပြီးတော့ပြောပြချင်တယ်ပေါ့နော်အဲ့တော့ပထမအုပ်စုပေါ့ဗျာ collagen ပေါ်ကျွဲဝတယ်ဆိုတဲ့အုပ်စုပေါ့အဲ့မှာဘယ်လိုအစားအစာတွေက collagen ကျွဲဝလဲဆိုခဲ့ရင်တော့လေအယိုးပြုတ်ကြီးတွေပေါ့ဗျာဒါက collagen အကျွဲဝဆုံးပဲသူကကြတော့ဒီ animal ပေါ့ဗျာတိရစ္ဆာန်တွေရဲ့ဒီ collagen tissue တွေနဲ့ဖွဲ့စည်းထားတယ်ဆိုတဲ့နေရာမှာ collagen ပေါ်ကျွဲဝတယ်ဗျာဥမာကြက်ရိုးတို့စိတ်ရိုးတို့အမဲရိုးတို့ဝက်ရိုးတို့ဒီလိုအယိုးပြုတ်ကြီးတွေက collagen အရန်ကိုကျွဲဝတယ်ဗျာ collagen မှာဆိုခဲ့ရင်တော့လေကျွန်တော်တို့ type ပေါ့ဗျာtype 1 type 2 type 3ဆိုခဲ့ပြီးတော့3မျိုးရှိတယ်အဲ့တော့အယိုးပြုတ်ရည်တွေမှာကကြတော့ဒီ type အကုန်လုံးပါဝင်တယ်ဗျပြီးတော့ဒီအယိုးပြုတ်ရည်တွေမှာဒီ collagen အပြင်ကိုကျွန်တော်တို့ gelatin တို့ glycine တို့နော် proline တို့လို့ခေါ်တဲ့ amino acid တွေလည်းပါဝင်တယ်ဗျအဲ့တော့အယိုးပြုတ်ရည်ကတော့ဒါအကောင်းဆုံးပဲပေါ့ဗျာပြီးတော့နံပါတ်1ပေါ့ဗျာနောက်တစ်ခုအနေနဲ့ဆိုခဲ့ရင်တော့လေရေခွန်တွေပေါ့ဗျာရေခွန်မှာတော့ဗာလဲဆိုတော့ကြက်ရေခွန်ငါးရေခွန်ပြီးတော့ wet ရေခွန်ပေါ့ဗျာဒီဟာလေးမှာလည်းကျွန်တော်တို့ collagen ပေါ်ကျွဲဝရတယ်ပေါ့ဗျာအသားအဖြစ်ပြောခဲ့မယ်ဆိုခဲ့ရင်တော့လေကျွန်တော်တို့ကြက်သားထက်စားခဲ့ရင်တော့ကြက်ရေခွန်မှာကပိုပြီး collagen ပေါ်ကျွဲဝရတယ်အသားအနေနဲ့ပြောခဲ့မယ်ဆိုခဲ့ရင်တော့အနီအောင်ရှိတဲ့ကျွန်တော်တို့ red meat food လို့ခေါ်မှာပေါ့ဗျာကျွန်တော် beef ပေါ့ဗျာအမဲသားမှာကကျွန်တော် collagen ပိုပြီးတော့ဒါပေါ်ကျွဲဝရတယ်ဗျပြီးတော့ကကျွန်တော်တို့ငါးထဲမှာဆိုခဲ့ရင်တော့လေဒီ salmon ပေါ့ဗျာ salmon ငါးမှာဆိုခဲ့ရင်တော့လေဒီ type 1 collagen ဒါပေါ်ကျွဲဝါစွာနဲ့ကိုပါဝင်တယ်ဗျအဲ့တော့ salmon ငါးကဒါစားတဲ့စားတိုက်တယ်ဆိုတော့ဒါအစားအစာတစ်ခုပဲပေါ့ဗျာပြီးတော့နောက်တစ်ခုကကျတော့အယိုးနှုတွေပေါ့ဗျာဥပမာဆိုကြပါစို့ကျွန်တော်တို့ကြက်ချီတောက်တို့လို့ပေါ့ဗျာဒီလိုမျိုးအယိုးနှုတွေမှာလည်းcollagen ဒါပေါ်ကျွဲဝါစွာနဲ့ဒါပါဝင်တယ်ဗျဒါကတော့ဒီ collagen သူကိုနိုင်ကွာကိုဒီ collagen ပါဝင်တယ်ဆိုတော့ဒါအစားအစာတွေပေါ့ဗျာနောက်ဒုတိယအုပ်စုကကြတော့ဗာလဲဆိုတဲ့ချင်းကြတော့ခန္ဓာကိုယ်မှာရှိတဲ့ collagen တွေထုတ်လုပ်မှုကိုဒါအထောက်အကူပေးတယ်ဒါအစားအစာတွေပေါ့ဗျာဒါကိုတော့ကျွန်တော်အပိုင်း2အနေနဲ့ကျွန်တော်ပြောပြသွားမယ်ဗျနော်